ကန်ကြမ္မာဝွကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းတယ်ကန်ကြမ္မာဝွကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းနှုတ်ကြုံသွားလို့ရှိရင်လူတွေဟာခံရရောဘဝမှာသူဟာဘဝတစ်ခုမှာကျောင်းနဲ့ဘုန်းကြီးတော်ဖြစ်တယ်အတိတ်ဘဝတစ်ခုမှာကျောင်းနဲ့ဘုန်းကြီးတော်ဖြစ်ခဲ့တယ်ကျောင်းနဲ့ဘုန်းကြီးတော်ဖြစ်တော့ကျောင်းတကာကအာဂန္တုတော်ပေါ်မှာအာဂန္တုတော်ရောက်လာတဲ့အခါကျတော့တလေးတစားအာဂန္တုကိုပြုစုတာကိုသူကဂျယ်လစီဖြစ်တယ်မနာလို့ဖြစ်တယ်အဲ့ဒါသိတတိထားကြကောင်းတာဘုန်းကြီးတွေမှလည်းအဲ့ဒါမျိုးဖြစ်တတ်တယ်အများကြီးနော်ဒါကြောင့်မို့ယရဏမေတ္တာသုတ်ထဲမှာဆိုဒီကုလီတုနာနုဂိတ်တော်ဆိုတာတရားတော်မတွေပေါ်မှာတွေ့တာမှုမရှိစေရဘူးလို့ခေါ်တာအဲ့ဒါကြောင့်မို့လို့နော်တွေ့တာမှုမရှိစေရဘူးအဲ့ဒါကျောင်းတိုင်းဘုန်းကြီးကအာဂန္တုအပေါ်မှာကျောင်းတကာကတလေးတစားလှုပ်တာကိုမနာလို့မရှုစိတ်ဖြစ်တတ်တယ်မနာလို့မရှုစိတ်ဖြစ်တတ်အဲ့ဒါလို့ဖြစ်လာတဲ့အခါမှာသူကနှုတ်ကိုအလွန်ကျွံပြောခဲ့တာဖြစ်တယ်ဟိုကတင်နှုံနာနဲ့ခေါင်းရိပ်ပေးတဲ့အခါမှာဘာလို့တင်နှုံကြီးနဲ့ခေါင်းရိပ်နေမလဲတမွေးစီထန်သီးချမ်းနဲ့ဆွဲနှုတ်ရင်မကောင်းဘူးလားဆွဲနှုတ်တာကောင်းသေးတယ်သူအိတ်တဲ့သူလှူတဲ့အိယာဘောအိမ်မဲ့အစာမြေကြီးဘောအိတ်ထားကောင်းတယ်သူလှူတဲ့ဆွမ်းစားမဲ့အစာမစင်စားနေတာကောင်းတယ်လို့ဒီလိုပြောခဲ့ဘူးတဲ့ဝစီကံနေရဲ့အပြစ်ဒဏ်ကိုသူခင်ဗျခံရရှာတယ်နောက်ဆုံးဘဝလို့ဆိုရမယ့်အချိန်မှာမြတ်စွာဘုရားပွင့်တဲ့အချိန်သူလူလာဖြစ်တယ်လူဖြက်ကြတဲ့ကမိဘကနိုးတိုက်ရင်နို့မစို့ဘူးဘာစားလဲဆိုရင်လူမစင်ကိုကြိုက်နေတယ်သူကမစင်စားရတဲ့အနေထားပဲပြောခဲ့တဲ့စကားရဲ့နှုတ်ကြွခဲ့တဲ့အပြစ်ကြောင့်မို့လို့နောက်ဆုံးမှာဒီကလေးလေးဟာထမင်းကျွေးလည်းမစားဘူးဘာစားလဲမစင်မဲစားနေတယ်အဲ့ဒါလို့ဖြစ်လာတဲ့အခါကျတော့မိသားစုဟာအရှက်ရလာတော့သူ့ကိုမကောင်းကြောင်းပို့ဆိုပြီးတော့ပရပိုက်ကြောင်းတစ်ကြောင်းကိုသွားပြီးတော့ပို့လိုက်တယ်ပို့လိုက်တဲ့အခါကျတော့သူပြောခဲ့တဲ့အတိုင်းပဲခေါင်းကအမွှေးတွေကိုသူ့ကိုမြေချင်းတူးပြီးတော့ပခုံးပေါ်ခေါင်းလေးတွေဖော်ထားပြီးတော့ဟိုတရုတ်တည်းရဲ့အရက်ဝိုင်းမှာတွေ့ဘူးလိုက်ပဲစပွဲအလဲကောင်မှာမြောက်ကလေးတစ်ကောင်ကိုနော်လက်ပင်ထီအောင်ညှက်ပြီးတော့တင်ထားပြီးတော့အဲ့ဒီမှာဒီမြောက်ကလေးကိုတူနဲ့ခေါင်းကိုရိုက်ဖောက်ပြီးတော့တူချောင်းလေးတွေနဲ့အဲ့ဒီအုံနောက်ကိုထုတ်ပြီးအရက်နဲ့တောက်တဲ့ပုံတွေတွေ့ခေါင်းတွေ့မိချလိုက်ပဲနော်အဲ့ဒါမျိုးလိုပဲသူ့ကိုလည်းခေါင်းလေးတွေဖော်ထားပြီးပေါ်ပခုံးထီအောင်အသားကြောင့်ကြီးတွေတင်ထားမြေချင်းထဲမှာယုံလို့ကန်လို့မရအောင်အပေါ်ကပခုံးပေါ်ကနေစီးထားတဲ့တစ်သားကြောင့်ကြီးနှစ်ချောင်းပေါ်မှာထိုင်ပြီးတော့ခေါင်းမှာရှိတဲ့အမွှေးတွေကိုတပင်ချင်းဆွဲနှုတ်ပစ်တယ်သူပြောခဲ့တဲ့အတိုင်းပဲလောက်ခံရတယ်အဲ့ဒါလို့လောက်ခံလို့ပြီးသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တဲ့အခါပရပိုက်ယဟန်ပြုပေးလိုက်တဲ့အခါသူကလူလစ်ပြီဆိုတာနဲ့တပြိုင်နက်တွိုင်းလက်ကိုသွားပြီးမစင်ကိုစားတော့တာနောက်ပိုင်းကျတဲ့အခါကျတော့မြို့ရဲရွာတွေကိုဆွမ်းခံသွားဖို့ခေါ်တဲ့အခါမှာမလိုက်ဘူးမလိုက်ဖဲနဲ့အเจ้าမှာဒီလိုပဲနေရတယ်နောက်တနေ့ကျတော့သူပါရီစားပြီးတော့နေတာလဲဆိုတာစောင့်ပြီးတော့ချောင်းပြီးတော့ဖမ်းကြတယ်ချောင်းဖမ်းတဲ့အခါမှာအားလုံးပရပိုက်เจ้าမှာပရပိုက်တွေကိုမြို့ရဲသွားပြီးဆွမ်းခံသွားကြပြီဆိုလို့ရှိရင်သူကအိမ်သာတကားကိုဖွင့်ပြီးတော့အဲ့ဒီမစင်တွေကိုစားတာကိုတွေ့တယ်ချောင်းဖန်တဲ့ပုဂ္ဂိုလ်တွေကတွေ့လိုက်တဲ့အခါကျတော့သူတို့ခိုင်းမစင်စားတယ်ဆိုပြီးတော့နာမည်ပြက်မှကြောက်တော့သူ့ကိုနှင်ထုတ်လိုက်တာနော်နှင်ထုတ်လိုက်တဲ့အခါကျတော့လူတကာမစင်စွန့်တဲ့နေရာမှာ
တောင်ကုန်းကြောက်ခဲတွေရှိတဲ့နေရာမှာသူကအဲ့ဒီမှာသွားပြီးတော့နေတယ်အရက်ထဲကလူတွေကအဲ့ဒီမှာလာပြီးတော့မစင်စွန့်လေးရှိကြတယ်အခုခေတ်လိုအိမ်ဒီမှာ toilet တွေဘာတွေအိမ်သားတွေဘာတွေမရှိကြသေးတာခရီးခေတ်တောင်မှအိန္ဒိယမှာခြုံကွယ်ပြီးတော့စွန့်တဲ့လူတွေအများကြီးရှိသေးတယ်နော်ခရီးခေတ်ထီအောင်ရှိတယ်အိန္ဒိယမှာအဲ့ဒါလို့လူတွေကမစင်စွန့်တဲ့နေရာမှာသူကသွားနေပြီးတော့နေ့လေကျတော့လူတကာအထင်ကြီးအောင်ဟန်ပန်လုပ်ပြီးတော့ခြေတော်ကလေးတစ်ဖက်မြောက်ကောင်းကင်ကိုမော့ကြည့်ပဇာဟဘာလို့လဲလေစားနေတယ်ဆိုတဲ့ပုံစံမျိုးလိန်နာညာတာပေါ့လူလစ်ပြီးဆိုတဲ့အခါမစင်နေစားပြီးအဲ့လိုနဲ့သူကတကိုးကြီးနေလူတွေဆိုတာလိန်လို့လွန်ကောင်းတယ်ရှုံတတ်တာနော်လိန်မဲ့သူကသာရှားနေတာဒီယုံမဲ့လူတွေကအစင်သေးမယ်ဘာလိန်ခဏိခေလဲတူတူပဲနော်လိန်သာလိန်ယုံမဲ့သူကအများကြီးပဲနောက်ကအလိန်ခံမဲ့သူတွေကအစင်သေးရှိတယ်အဲ့ဒါလို့လိန်ပြီးတော့စားတော့လူတွေကသူ့ကိုချီညိုကြတယ်လေးစားကြတယ်တလတစ်ခါသူ့စီစားကောင်းတော့ဖွယ်တွေလာပို့ကြတယ်အဲ့ဒီလာပို့တဲ့အခါသူကဟန်နဲ့ပန်နဲ့တမန်မြက်ရှားလေးနဲ့လှုပ်ပြီးတော့တမန်မြက်ကလေးကိုတုပ်ပြီးတော့ဟင်းလေးကိုရှားလေးနဲ့တို့တယ်အစားလေးကိုတို့တယ်သူဒါပဲစားတယ်ပေါ့လေပဲစားတယ်မစားဘူးဆိုတဲ့ဟန်နဲ့လှုပ်ပြဘယ်ဟုတ်မလဲသူစားနေတာလူမစင်နေအဲ့ဒါကြမှာအဝစားတာအဲ့ဒါလို့နဲ့ဘုံတကူကြီးပြီးတော့နေတဲ့အခါမှာမြတ်စွာဘုရားကတန်ယူတဉာဏ်ကွန်ရဲ့ကြီးကိုဖြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာသူဟာအဲ့ဒီမြတ်စွာဘုရားရဲ့ဉာဏ်ကွန်ရဲ့ထဲမှာသူပုံပေါ်လာတယ်ပုံပေါ်လာတဲ့အခါကျတော့သူဟာအကုသိုလ်ကံတွေကုန်ပြီးရဟန္တာဖြစ်မဲ့အသိဉာဏ်တွေသူ့ရင်ထဲမှာရှိနေတယ်ဒါကြောင့်မြတ်စွာဘုရားကသူ့နေရာကြွသွားပြီးသူ့ရဲ့အချိန်ကိုစောင့်ရင်းကနေပြီးမြတ်စွာဘုရားကနောက်ဆုံးမှသူ့ရဲ့လိမ့်လီလှိပြားမှုတွေကိုဖော်ထုတ်လိုက်တယ်တလတစ်ခါလူတွေကလာပြီးတော့လှူတဲ့စားကောင်းသောဖွယ်တွေကိုတမန်မြက်ကလေးနဲ့တို့ပြီးတော့သူကစားပြတယ်အဲ့ဒါမင်းလူတွေကိုလိမ့်နေတာပဲမင်းစားနေတာမစင်မဲလို့မြတ်စွာဘုရားကဖွင့်ထုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာသူသိအံ့ဩသွားပြီးတော့မြတ်စွာဘုရားကိုဝန်ခံချက်ပေးလိုက်တယ်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာသောတပန်ဖြစ်သွားတယ်သူကံလည်းပဲကုံသွားပြီးတော့မြတ်စွာဘုရားရှေ့မှာဒူးတုပ်ပြီးဘုရားဟောတဲ့မြတ်စွာဘုရားကတဏှာသဖြင့်သူ့ကိုယဟန်ပြုတ်ပေးလိုက်တယ်အဲ့ဒီအစကံကုံသွားတဲ့အခါကျတော့မစင်မစားတော့ဘူးစားခြင်းစိတ်လည်းကုံသွားပြီပြတ်သွားပြီလို့ဆိုတယ်နော်အဲ့ဒီချိန်ကနေပြီးတော့သူဟာမြတ်စွာဘုရားထံလိုက်ပြီးယဟန်ဖြစ်လို့တရားဓမ္မကျင့်ကြံကြိုးကိုအထုတဲ့အခါမှာနောက်ဆုံးမှသံဗုကမထေဆိုပြီးတော့ယဟန္တာဖြစ်သွားတာဖြစ်တယ်အဲ့တော့လောကလူဘဝတွေဟာလည်းအလုံးကိုစမ်းကြဲတယ်ကိုလုတ်ခဲ့တဲ့ကံတွေဟာကိုပြန်ရနေကြတယ်ပေါ့နော်အဗ္ဗဒမတတိထားလို့အဗ္ဗဒမကြောက်စရာကောင်းတဲ့အနေထားမျိုးတွေရှိတယ်ဆိုတော့တတိထားဖို့ပေါ့အဲ့ဒီအကြောင်းအရာတွေကို तू ပြန်ပြောပြတာသူကသူပြန်ပြီးတော့ तू ဘာတွေလုပ်ခဲ့တယ်ဆိုတာပြန်ပြောပြတယ်မှာပင်စပညာတဝတ္တနိရစောသံလမထရယေ तू ကနှစ်ပေါင်း55နှစ်ကြာတယ် तू အသက်ဘယ်လောက်ရဲ့လို့တော့မသိဘူးเนาะအသက်50ကျော်တာဖြစ်နိုင်နှစ်ပေါင်း55နှစ်ထိအောင်ရစောသံလမထရယေဆိုတာ तू ဟာရေတစ်ခါမှမချိုးဘူးခန္ဓာကိုယ်ဘယ်တော့မှရေမချိုးတော့အညစ်အကြေးတွေကသူခန္ဓာကိုယ်ဘယ်လောက်မှခြေထုနေမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ရေမိုးချိုးတန်းစင်တာ तू တစ်ခါမှမလုပ်ခဲ့ဘူးတဲ့ဘုံစံတော့မာတိကံပတ္တံဗတ္တံတလမှတစ်ခါလူတွေကျွေးတဲ့လူတွေစားတဲ့အစာကို तू စားခဲ့တယ်ဆိုတာဟန်ပြဟန်လေးနဲ့လုပ်ပြီးတော့လာပို့တဲ့အခါမှာတလတစ်ခါသူ့ကိုပူဇော်ပွဲတွေလုပ်တဲ့အခါမှာ तू ကစားပြတယ်တလပါတစ်ခါပဲအဲ့ဒီလူစားတဲ့စားကိုတမန်ပြက်ကလေးနဲ့တို့ပြီးတော့မြည်ုံလောက်ကလေးနဲ့စားတာ
ကေတမတ်တုံအလောစိတ်သံမုတ်စိတ်တွေကိုလည်းပဲခုနတပင်ချင်းဆွဲနှုတ်ရတယ်မြဲတမ်းသပင်ရှိလိုက်ရင်တင်နှုံးနဲ့ရိတ်တာမဟုတ်ဘူးဆွဲနှုတ်လိုက်တယ်အဲ့ဒီလိုနဲ့သူဟာနေထိုင်ကျင့်သုံးလာခဲ့ပြီးဧကပါဒေနအထာတေခြေတော်တစ်ဖက်ကိုမြောက်ပြီးတော့ခြေတော်တစ်ဖက်နဲ့မတ်တရပြလူတွေလာတဲ့အခါအထင်ကြီးအောင်လုပ်ပြတာခြေတော်တစ်ဖက်တည်းနဲ့ရပ်ပြီးတော့အာသနံပရိဝိစယေဘယ်တော့မှသူထိုင်စရာနေရာဆိုတော့မထိုင်ဘူးခြေတော်တစ်ဖက်နဲ့အမြဲရပ်နေတယ်ပြီးတဲ့အခါမှာဒုက္ခခူတာနိစ္စခါတယ်မစင်ကြောက်တွေကိုစားတယ်နော်မစင်ကြောက်တွေကိုစားတယ်အဲ့ဒီမှာတော့လူတကာလာရောက်ပြီးစွန့်သွားတဲ့အခါမှာ6နေတဲ့မစင်ညိုဆိုတော့သူဝါရမှာပေါ့နည်းနည်းတော့နော်အစိုးရဆိုရင်တော့တစ်မျိုးပဲအဲ့ဒါကိုသူစားနေတယ်တဲ့ဥဒိသေသနတာတိယေသူ့ကိုဆုံးသာကွန်သာပြင်ဘယ်တော့မှမလိုက်ဘူးတဲ့မစင်မဲစားတယ်မစင်ကြောက်ပဲဝါနေတယ်လို့သူတို့ဆိုလို့တယ်နော်အဲ့ဒါလို့စားတယ်ဧတာဒိတံကရိတဝါနာဘဟုံဒုက္ကတိခမိနံသူလုံးတဲ့လူရက်တွေဟာဟန်ဆောင်ပြီးတော့ဟန်ဆောင်ပြီးတော့မကောင်းတာတွေကိုလုပ်တယ်လူတွေကိုလိမ်လိလှိပြားတာသာဖြစ်တယ်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်တစ်ခွက်မှမပါဘူးခြေတော်တစ်ချောင်းမြောက်တာလဲဟန်ဆောင်နေတာလိမ်နေတာဒီတလားတစ်ခါသမမြက်ဖျားလေးနဲ့အစာအာဟာရစပြတာလည်းပဲလူထင်ကြီးအောင်လိမ်နာတာဖြစ်တယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေတခုမှမလုပ်ဘဲနဲ့ဒုက္ခတိပုံရောက်စေနိုင်တဲ့မကောင်းတဲ့အကုသိုလ်မှုတွေကိုသူဟာလှုပ်လာခဲ့တယ်တဲ့လှုပ်လာခဲ့ပြီးတော့ဝုံရှာမာနောမဟောကေနာသူဟာအဝိဇ္ဇာဆိုတဲ့အမှန်မသိတဲ့အဝိဇ္ဇာဒီလှိုင်းရဲ့ရိုက်ခတ်မှုကာမောကဘောကဆိုတာတွေရဲ့ရိုက်လတ်မှုဒိဋ္ဌောကဆိုတဲ့အမှန်မသိမှုဆိုတဲ့အမြင်မှားတွေရဲ့ရိုက်ခတ်မှုနဲ့သူဟာတန္တရာရေရင်ကျော်မှာမျောရမယ့်အနေအထားမျိုးရောက်လာတဲ့အချိန်မှာမြတ်စွာဘုရားနဲ့ဆုံတွေ့လိုက်ရပါတယ်တဲ့ဘုရားနဲ့ဆုံတွေ့လိုက်ရသည့်အတွက်ကြောင့်ဗုဒ္ဓံတရဏမဂမံမြတ်စွာဘုရားကိုအာကိုးရာဖြစ်သူဟာလက်ခံခဲ့တယ်မြတ်စွာဘုရားကမိတ်ရှိတယ်လေဇံဘုကမင်းနှစ်ပေါင်းများစွာစားနေတာငါမသိဘူးမှတ်လို့လားမင်းစားနေတာမစင်စားတာဟန်ဆောင်ပန်းဆောင်မလုံးနဲ့မင်းဒီတဲ့ပို့ပြီးတော့ငရဲကြီးလိုက်မယ်ဒုက္ခရောက်လိုက်မယ်ဆိုတာအဲ့ဒီလိုမြတ်စွာဘုရားကသူ့ရဲ့ဘဝကိုဖွင့်ဟပြောလိုက်တဲ့အခါမှာထိတ်လန့်တုန်လှုပ်သွားပြီးတော့သူဟန်ဆောင်လုပ်ငန်းကြီးဟာရပ်တန့်သွားတယ်မြတ်စွာဘုရားကိုကိုးကွယ်ရလို့သူစိတ်ကပ်လိုက်တယ်ဘုရားတရားဟောတာကိုနာယူမှတ်သားခြင်းကနေသောတပန်ဖြစ်သွားတယ်အဲ့ဒီသောတပန်ဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားကယဟန်ပြုခွင့်ပေးလိုက်တဲ့အခါမှာဆက်လက်ပြီးတော့ကမ္မထတရားကိုကြိုးစားအထောက်လိုက်နော်အဲ့ဒါလိုကြိုးစားအထောက်လိုက်တဲ့အခါမှာသူဟာတရားဥတရားမြတ်ရသွားဝတ်ကလည်းကျွတ်သွားပြီမစင်စားတဲ့ဝတ်ကအဲ့ဒီမှာကုံဆုံးသွားတယ်ကံဆိုတာမကုံဆုံးခင်ဘာမှလုပ်လို့မရဘူးကံဆိုတာကိုလှုပ်လာတဲ့ကံတရားဟာအရှိန်ကုန်ရင်လည်းကုန်သွားတာဒဏ်ခတ်တာလို့ပေါ့ထောင်များလို့ပေါ့ထောင်ကြတာ9နှစ်10နှစ်ထောင်ချလိုက်ရင်လွတ်ရစီရင်လွတ်တာပဲလေအဲ့ဒါလိုပဲအကုသိုလ်ကံဆိုတာလည်းပဲလှုပ်ထားတဲ့အကုသိုလ်ကံရဲ့အရှိန်ကုန်သွားပြီဆိုရင်လွတ်လာတာပဲလူတွေကထောင်ထဲကလွတ်တယ်လို့အကုသိုလ်မှုကလွတ်လာအဲ့တော့သူလည်းကြွချိန်တန်းလာတဲ့အခါမှာဒီအကုသိုလ်ဆွဆွဲပြီးတော့ပြောဆိုခဲ့တဲ့အကုသိုလ်ကံကသူကလွတ်မြောက်သွားတယ်လွတ်မြောက်တဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမလည်းရရောသူဟာယဟန်ဘဝကူးပြောင်းပြီးတရားဓမ္မအထုတ်တဲ့အခါမှာယဟနာဖြစ်သွားတယ်